နေ့မနေ့ကျတော့ပတ်တန်လေးပါလေးရိုက်ပတ်တန်လေးပါလေးရိုက်ကိုလက်လှုပ်ရှားအကစားလေးလုပ်ကြပါတယ်ကိုလက်လှုပ်ရှားအကစားလေးလုပ်ပြီးတော့ကျွန်းလဲဖို့အတွက်ကိုကျွန်းလဲဖို့မတိုင်ခင်မနက်ပိုင်းကိုတက်ပုတ်သွားရိုက်ပါတယ်ဒီလက်လာလေးဝင်ပြီးတော့တက်ပုတ်သွားရိုက်တယ်ဒန်းတွေပါစီးတယ်ဒီနေ့ကျွန်းလဲဖို့အတွက်ကိုလည်းယူနိုပထမ Grand Dragon နဲ့ချိန်ပေးတာပေါ့နော် Grand Dragon မရတော့သူတို့ D2 တွေစီးရမရဘူးဆိုပြီးတော့ယူနို BOB နဲ့ချိန်ပေးပါတယ်ယူနိုစပြီးတော့ထွက်ပါတယ်ဒါကျွန်းကနေစပြီးတော့ထွက်တာပါ BOB အဖွဲနဲ့ပါစပြီးတော့ထွက်ပါတယ်အရန်ပျော်ဖို့ကောင်းပါတယ် safe လည်းဖြစ်ပါတယ်ယူနိုတွေသွားကြပါတယ်လုံးဝတပုတ်နေလည်းမနှမချင်းရိုက်ပေးရပေါ့နော်ဒီဟာငှက်ကျွန်းရောက်ခံနေပါဒါတော့လမ်းတစ်လျှောက်ဘလောက်ပျော်ဖို့ကောင်းလဲမကောင်းလဲဆိုတာအတန်ဝဲနားထောင်ကြည့်ပါဒီလိုလမ်းတစ်လျှောက်အရန်ပျော်ဖို့ကောင်းပြီးတော့ safe လည်းဖြစ်ပါတယ်ဒီလိုဒါငှက်ကျွန်းရောက်ပါပြီငှက်ကျွန်းပေါ်ကနေငှက်ကျွန်းပေါ်ဆင်းမယ်ပေါ့နော်ငှက်ကျွန်းပေါ်တက်ဖို့အတွက်သွားပါမယ်ဒါကငှက်ကျွန်းအပေါ်တက်တဲ့ချိန်မှာငှက်ကျွန်းအပေါ်ကတော့လေအမြင့်ကြီးတက်ရသည်လားအမြင့်ကြီးဆိုခြေထောက်တွေကလည်းခြောက်ပါတယ်ဒါပေမဲ့ဝင်ကြီးကတော့ယူနိုတယောက်ကို3000ပေးရပါတယ်3000ပေးပြီးတော့တက်ကြတယ်ပေါ့နော်ခြေလင်းပြီးတော့အပေါ်ရောက်ခံနေပါဒါတော့အပေါ်ရောက်ခံနေပါအပေါ်ရောက်တော့လေအမောတွေကပြေသလားဆိုတာလေးရှုကင်းကိုသာကြည့်လိုက်တော့လုံးဝမိုးဝါနာကားတွေကိုရောက်သွားသလိုပဲကိုရိုင်းရောက်သွားသလိုပဲပင်လေယူကြည့်ပြီးအရန်အဆင်ပြေခဲ့ပါတယ်ပြီးတော့အင်ကြီးလဲလို့မရဘူးဆိုပြီးတော့ပြောနေကြရပါတော့အမှန်တော့ရပါတယ်ရေကူးဝတ်စုံကိုငှက်ကျွန်းမှာလဲပြီးတော့နောက်ဆုံးကျွန်းရစီမှာ snorkeling လုပ်လို့ရပါတယ်ညဒီဗီဒီယိုထဲမှာလည်းပြပြပေးထားပါတယ်ပြီးတော့ယူနိုထပ်ပြီးတော့ခီးစစ်ပါတယ်ဒါလိတ်ကျွန်းကိုရောက်ပါပြီလိတ်ကျွန်းမှာယူနိုတွေသူတို့မောင်းပြီးရပေါ့နော်နောက် snorkeling လုပ်တဲ့နေရာကိုရောက်ပါတယ် snorkeling လုပ်တဲ့နေရာမှာလည်းစိတ်တိုင်းမကြမချင်းကိုဗီဒီယိုရိုက်ပေးပါတယ်အရန်အဆင်ပြေခဲ့ပါတယ်ကျိုးကနေပြန်လာပြီးတော့ညစာလေးကိုတော့ယူနိုတွေတဟာပီလာနေပဲမဆားလိုက်ပါတယ်အရန်အစားလို့ကောင်းပါတယ်မနက်ဒါ breakfast ပေါ့နော်ဒါပြန်တဲ့မနက်ကြမှာ breakfast ဗီဒီယိုရိုက်ဖြစ်ပါတယ်အဲကြောင့်မလို့မနက် breakfast ဗီဒီယိုပါဒါလေးကတော့နောက်ပြီးတော့ breakfast စားပြီးတော့လာရပေါ့နော်အဲ့ဒီမနက်ကထမင်းကြော်ကျွေးပါတယ်ထမင်းကြော်ရဲ့နောက်မွေးငါပေါ့နော်ငွေဆောင်မွေးငါအရင်စားလို့ကောင်းပါတယ်ယူနိုပြန်ကန်နီးကိုကြတော့အင်ကြီးလေးတောက်ဝဲကြရပေါ့နော်အင်ကြီးလေးကဂျိုကာဆိုင်ရှိရဆိုင်မှာဝယ်ပါအရန်တန်ပါတယ်ဈေးတွေလည်း short ပေးပါတယ်အဲ့ဒီမကြီးကနောက်ပြီးတော့ယူနိုတွေတခါတည်းအင်ကြီးလေးဝုတ်ခဲ့ပြီးတော့ယူနိုကန်းချီကိုသွားပြီးတော့တပွန်သွားရိုက်ကြပါတယ်ဒါကန်းချီလျှောက်တဲ့လမ်းတစ်လျှောက်ကန်းချီကိုလည်းလျှောက်သွားပါတယ်ဒါတော့ကန်းချီလည်းလျှောက်ပြီးကန်းချီကိုရောက်ပါပြီကန်းချီမှာရေလေးပါလေးနည်းနည်းကစားပေါ့နော်အင်းကြီးမဆိုးပဲနဲ့ဓာတ်ပုံလေးပါလေးရိုက်ပြီးဗီဒီယိုလေးပါလေးရိုက်ပြီးလွှားရင်းနေပေါ့နော်ပြန်မို့ချိန်ရောက်ရှိလို့လာပါပြီကားမလာသေးဘူးဆိုတော့ထိုင်ပြီးတော့စောင့်နေပါတယ်ပြန်မို့အတွက်ကိုမပြန်ခြင်းသေးပါဘူးဒါမဲ့လည်းပြန်ရတော့ပဲပေါ့နော်ဒါမဲ့မပြန်ခင်ရုံးညနေစာလေးစားလိုက်ပြီနော်ဒါဗီလာနေပြီးတော့မစားရဲ့ကနန်းကွက်ကြော်ပါကနန်းကွက်ကြော်တော်တော်လေးစားလို့ကောင်းပါတယ်တာဗီလာမှာကနန်းကွက်ကြော်စားဖို့ recommend ပေးပါတယ်ကနန်းကွက်ကြော်ကောင်းတယ်ပေါ့နော်ကနန်းကကြော်စားနေရင်နဲ့ညနေစာစားဖို့အတွက်ကိုညနေစာစားလိုက်ပါတယ်ကနန်းကကြော်နဲ့ထမင်းနဲ့စားလိုက်တယ်ပေါ့နော်ပြီးတော့ယူနိုပြန်ပါတယ်ယူနိုဒါကားစီးနေပေါ့နော်ကားစီးဖို့အတွက်ဝင်ဆောင်ရင်းကနေစားထွက်ပါပြီပြီးတော့ကြတော့ညနေစာကိုယူနိုဘယင်မမှာရက်ပေးပါတယ်ဘယင်မမှာယူနိုညနေစာစားပြီးတော့ယူနိုညနေစာစားပါတယ်ဒါတော့ညနေစာစားပြီးတော့ရန်ကုန်ပြန်ပါပြီဒီ vlog လေးကိုစားဆုံးကြည့်ပြီးလို့ကျေးဇူးအများကြီးတင်ပါတယ်bye bye